ချန်ဝင်းကျဲရဲမှာအရန်ကိုဟောင်းနှွမ်းဆုပ်ပြက်နေတဲ့အိမ်တစ်လုံးရှိတယ်။ကျွန်တော်တို့ငငယ်ကစာသင်ကျောင်းကိုသွားလို့ရှိရင်အဲ့ဒီအိမ်ကိုဖျက်သွားတာ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအဲ့ဒီခြံထဲမှာတစီတကောင်ရှိနေခဲ့တယ်။ညဘက်ဒီခြံကြီးနားဖျက်သွားတဲ့သူတချို့ကအဲ့ဒီတစီကိုမြင်မှုကြတယ်လို့တချို့လူတွေကပြောကြတယ်။အဲ့ဒီတစီကနန်းတွင်းသူနန်းတွင်းသားတွေမှာဝတ်တဲ့အဝတ်စားတွေဝတ်ဆင်ထားတာတဲ့။မကောင်းဆိုးဝါးနှိမ်နေတဲ့ဆရာကြီးတို့ခေါ်ပြီးတော့မောင်းထုတ်တာလည်းမရခဲ့ဘူး။တခါဆရာကြီးတယောက်ပြောတာဒီခြံထဲမှာတစိတကောင်ပဲရှိတယ်တဲ့။အဲ့ဒီကောင်ကလူသားဖြစ်ဖြစ်တခြားတစိတကောင်ဖြစ်ဖြစ်ဘယ်သူမှအဲ့ဒီခြံထဲဝင်ခွင့်မပေးဘူးတဲ့။ပြီးတော့ဒူးစန်းတာကခြံထဲမှာမြင်ရတဲ့သူကတခါတလေမိန်းမတယောက်ဖြစ်နေပြီးတော့တခါတလေမှလည်းယောက်ျားတယောက်ဖြစ်နေတတ်တယ်တဲ့။အဲ့လိုဖြစ်ပျက်တွေရှိခဲ့တဲ့ဒီခြံကြီးကိုပိုင်ရှင်ကဘလို့ဈေးနဲ့ပဲရောင်းဘယ်သူမှမဝယ်ကြအောင်။နောက်တော့ဒီခြံကြီးရဲ့ပိုင်ရှင်လည်းလောင်းကစားအကျွေးတွေကိုပြန်မဆက်နိုင်လို့ကိုယ့်အကိုအဆုံးစီရင်သွားခဲ့တယ်။တနေ့တော့ကျွန်တော်တို့လေကွင်းထဲမှာမွေကြိုက်ခံလိုက်ရပြီးတော့သေဆုံးသွားခဲ့တယ်။ဟုတ်ကဲ့ပါဖေကျွန်တော်ပြန်လာခဲ့ပါမယ်။အေးငါသားရွာရောက်လေအဖေမင်းနဲ့တိုင်ပင်စရာရှိသေးတယ်။ကျွန်တော်ဖေကအရင်တိုင်းပဲလောင်းကစားတွေလုပ်နေသေးတာ။ကန်ဆိုးရလားကန်ကောင်းတာလားတော့မပြောတတ်ဘူး။ခင်းဆက်ဆက်နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့အိမ်ကကျွန်တော်တို့မိသားစုရဲ့လက်ထဲကိုရောက်လာခဲ့တယ်။အရင်ပိုင်းရှင်ကအဖေကိုပေးစရာရှိတဲ့လောင်းကစားဝိုင်းရအကျွေးတက်ဒီချမ်းကြီးကိုပဲပေးထားခဲ့တာ။သူတည်သွားပြီးတဲ့နောက်ပိုင်းမှာလည်းညဘက်အဲ့ဒီချမ်းရှိရာဖြတ်သွားရင်အိမ်ရှိမှာလမ်းလျှောက်နေတဲ့လူတယောက်ကိုမြင်နေရတယ်လို့ပြောကြတယ်။ကျွန်တော်မြို့မပြန်ခင်ရွာတငယ်ချင်းတွေနဲ့တူထန်းတော်ရင်းမှာစားတော့ပျော်ပါနေကြတယ်။ကျွန်တော်လည်းရွာထန်းရည်နဲ့ကြွတ်တော်လွမ်းနေတာကြာပြီဗျ။9 နာရီလောက်ရောက်မှကျွန်တော်တို့ရွာထဲကိုပြန်လာခဲ့ကြတယ်။ရွာပြန်တဲ့လမ်းမှာကျွန်တော်တငယ်ချင်းကျုပ်ကြီးကကျွန်တော်မေးတယ်။ဟဲ့အောင်ရဲရင်မင်းတရေတွေတစီကိုယုံလားကွ။ယုံတာပေါ့ကွာဘာဖြစ်လို့မေးတာလဲ။ကြောက်ရောကြောက်လား။နည်းနည်းတော့ကြောက်တာပေါ့ဟာ။ဒါမဲ့တရေတော့တစ်ခါမှချောက်မခံရဘူး။ငါလည်းတူတူပဲကွ။တရေချောက်တယ်ဆိုတာသူများပြောတာပဲကြားဘူးလား။ကျွန်တော်တို့လမ်းလျှောက်လာရင်လည်းအဲ့ဒီချိန်နောက်ရောက်လာခဲ့ကြတယ်။ဒီချိန်ကိုငါဖေပိုင်သွားပြီကွ။ဟာဟေ့အောင်ဒီချိန်နောက်မှာဒီကြောင်မပြောနဲ့ကွာ။ငါကြောက်တယ်မြန်ပြန်ရအောင်။ဟာမင်းရလဲကွာငါဘာပြောမိလို့လဲ။ဘာမှမပြောနဲ့ကွာပြန်ကြမယ်။အရန်မောင်နေပြီ။ငါဖေကဒီချိန်ကိုမဖြစ်လို့သာယူလိုက်ရတာ။ဒီချိန်ရဲ့တမိုင်းကြောင်လည်းတရားလုံးကသိနေကြတာပဲလေ။ဟေ့အောင်မြန်ပြန်အောင်ကွာနောက်မှပြောတော့အဲ့ဒါတွေဘာဖြစ်နေရလဲကွာမင်းရလဲဒါလေးပြောတာအောင်ငါသာမိမရရင်ဒီခြံထဲမှာမလို့အပယ်ရှုံနေတဲ့တစ်ပင်တွေကိုခုတ်မယ်ပြီးရင်အိမ်ယူလည်းပြန်ဖြတ်ပြီးတော့အသက်ဆောင်မှာတစ်ပင်တွေကိုခုတ်လှဲပစ်လိုက်ရင်တော့ရှင်းရှင်းလင်းလင်းနဲ့နေလို့ကောင်းမယ့်နေရာမျိုးကွာအမလီဟာဟေ့အောင်ဘာတိုင်းလဲမင်းကြားလိုက်လားအိမ်အိုကြီးကတခုခုပြုတ်ကြတဲ့အတိုင်းကြားလိုက်ရတယ်လူမနေတဲ့အိမ်ဆိုတော့ကြွတ်တီတောင်းချမ်းနေတာဖြစ်မှာပေါ့ကွာမင်းကလည်းဟာဟေ့အောင်ဟိုမှာလူလာကွာပြန်ရအောင်ဒီနေရာကြောင့်မင်းထက်ငါပိုတည်တယ်လာစမ်းပါကွာပြန်ကြအောင်သူညွန်ပြတဲ့နေရာကိုကြည့်လိုက်တော့အရက်ပူပူနဲ့လူတယောက်အိမ်ရှိမှလမ်းလျှောက်နေအောင်ကျွန်တော်လှမ်းမြင်လိုက်ရတယ်ဒီခြံထဲကိုဘယ်သူမှမဝင်ရဘူးမြင်နေရတဲ့သူကလူမဟုတ်ဆိုတော့ကျွန်တော်သိတယ်ကြည်စမ်းရအောင်အဲ့ဒါဘာတူလဲငါမကြည့်ရဘူးမင်းနေခဲ့ကွာငါသွားတော့မယ်ချက်ချင်းပဲကြိုကြီးကကျွန်တော်ကိုထားပြီးတော့ထွက်ပြေးသွားတယ်ကျွန်တော်တယောက်တည်းဆိုတော့နည်းနည်းတော့ကြောက်ပေမဲ့ခြံထဲကလူကဘာတူလဲဘာလုပ်နေတာလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်နေတယ်လာပြင်းနေဆိုတော့လာရောက်ငါလင်းထိန်နေပေမဲ့ကျွန်တော်ထိုင်းရင်မူးနေရလေအမြင်ကြီးကလည်းဝေဝါးနေတော့မယ်ခြံထဲကလူကဘယ်ဘက်ကိုရှောက်လိုက်ညာဘက်ကိုရှောက်လိုက်နဲ့မနာတဲ့လမ်းရှောက်နေရခဏနေတော့ကျွန်တော်ရှိတဲ့ဘက်ကို10 လမ်းလောက်တက်တက်ရှောက်လာပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာဒီခြံရဲ့အခြေအနေအားလုံးသဘောပေါက်ပြီးကျွန်တော်အိမ်ကိုအမြန်ဆုံးရောက်အောင်ပြေးလာခဲ့တယ်ကျွန်တော်မြို့မပြန်ခင်ကြုံတွေ့ခဲ့ရတာတွေအားလုံးအဖေကိုပြောပြတယ်ကျွန်တော်တို့ဒီခြံကြီးကိုအမြန်ဆုံးရောက်နိုင်မှုစူးစမ်းရမယ်မဟုတ်ရင်တော့ကန်ဆိုးခြင်းတွေကကျွန်တော်တို့မိသားစုစီကိုအမြန်ဆုံးရောက်လာလိမ့်မယ်လို့ကျွန်တော်ခံစားနေရတယ်အဲ့ညသူကျွန်တော်ရှိတဲ့ဘက်ကိုဥတီပြီးတော့ရှောက်လာခဲ့တာ10 လမ်းလောက်ရှောက်လာပြီးကျွန်တော်စိုက်ကြည့်နေတဲ့အချိန်မှာတော့ကျွန်တော်တော်ရဲ့မျက်နှာကြီးကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်